နေရွှေသေးအောင်တေမဟုတ်ပေဘသူနဲ့မှသမီးဖြစ်သူကိုသဘောမတူနိုင်ကြောင်းဆိုလာခဲ့တဲ့မင်းသားကြီးတွေမို့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီစပေ့ H ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်သမီးဖြစ်သူရိုးဝေလင်းမို့ကိုနေရွှေသေးအောင်နဲ့သဘောမတူနိုင်ကြောင်းဆိုလာခဲ့တာကတော့ဖခင်ဖြစ်သူမင်းသားကြီးတွေမို့ပဲဖြစ်ပါရယ်တိတ်မကြခင်လေးကပဲမင်းသားကြီးတွေမို့ရဲ့သမီးဖြစ်သူရိုးဝေလင်းမို့ဟာခရိုနီစီးပွားရေးလုပ်ငန်းရှေ့ကြီးတူဖြစ်တဲ့နေရွှေသေးအောင်နဲ့ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့သတင်းတွေပေါ်ထွက်လာခဲ့တာပါခင်မောင်ဖြစ်သူထဲဦးလိုက်နေလမ်းခွဲပြီးတိတ်မကြခင်ကာလမှာပဲဒီလိုချစ်သူတေရှားနေပြီဆိုတဲ့သတင်းကြောင့်ပရိသတ်တွေဟာအံ့အားသင့်ကြရတယ်လို့အဲ့ဒီချစ်သူကလည်းနေရွှေသေးအောင်ဖြစ်နေရကြောင်းပို့ပြီးတော့စိတ်ဝင်စားနေရပါဘယ်ချိန်လေးကအစတွေ့ပြီးချစ်သူဖြစ်နေကြမယ်မသိပေမဲ့ရုံးရင်နေမိုးဟာကလေးတယောက်မိခင်ဖြစ်ပြီးနေရွှေသေးအောင်ကလည်းမိမချောလေးတွေဝိုင်းဝိုင်းနေနေတဲ့ခရိုနီတရေကြီးတူဖြစ်တဲ့ပြင်နောက်ခင်အင်ဟာကောင်းလုံးတဲ့သူမို့သူတို့နှစ်ယောက်ရဲ့သတင်းကအရန်ကုန်မှမြင်မြင်ဆက်ဆက်နဲ့တိုင်းတိပြည်တိဖြစ်ခဲ့ရတာပါရုံးရင်လေမိုးရဲ့ဖခင်ဖြစ်တဲ့လွေမိုးကတော့ဒီသတင်းကိုခုမှသိခဲ့ရပုံပေါ်ပါရီလွေမိုးကတော့သူသမီးကြီးဖြစ်သူငငယ်ရွယ်နဲ့အိမ်နာပြုတ်စင်ချင်းကအပြစ်တင်ကန့်ကွက်တာမျိုးမရှိခဲ့ပေသမီးဖြစ်သူစိတ်ချမ်းသာစေဖို့အတွက်ဖြည့်ဆည်းပေးခဲ့သူပါအိမ်နောက်ရေးစင်မပြေလို့ကွာရှင်းကြစီမှလည်းသမီးဖြစ်သူရဲ့ဆုံးဖြတ်ချက်တိုင်းသမီးဘက်ကရက်တည်ခဲ့ပြီးအားပေးခဲ့ကဖခင်တယောက်ရဲ့မြတ်တာနဲ့ဆောက်ရှောက်ခဲ့ပါရီမြေဖြစ်သူကိုလွေမိုးတို့ဇနီးမောင်နှံကထိန်းချောင်းပေးနေပြီးသမီးဖြစ်သူကတော့လှလှပပနေတိုင်းပြီးကိုဘွားကိုတိုးတက်အောင်ဆောင်ရွက်စေခဲ့တာပါဒါပေမဲ့လည်းအချစ်နဲ့ချောင်းဆိုးတာအောင့်ထားလို့မရဘူးဆိုတဲ့အတိုင်းသမီးဖြစ်သူရဲ့နှလုံးသားရေးရာကိစ္စတွေပေါ်ပေါက်လာခဲ့တာပါအခုလိုမျိုးနေရွှေသေးအောင်နဲ့သမီးဖြစ်သူကိုချစ်ကြိုက်နေကြပြီးစင်ကာပူနိုင်ငံမှာလည်းပဲနေကြတဲ့သတင်းကိုသိလိုက်ရချိန်မှာတော့ရှော့ရသွားခဲ့ပြီးလုံးဝသဘောမတူနိုင်ကြောင်းဖြစ်ဖြစ်သားသားဆိုသွားခဲ့တာပါအကြောင်းကတော့နေရွှေသေးအောင်ကထိတ်တန်းခရိုနီတိုင်ဝိုင်းတွေကဖြစ်တယ်လို့နောက်ခံအင်အားတောက်တင်းလို့ပြီးတော့ဩစာအာနာကြီးမားသူတယောက်ဖြစ်နေလို့ပါဒီလိုချင်းတွေကြောင့်လည်းနေရွှေသေးအောင်စီမှာပဲထထဝင်ဝင်ပတ်သက်ခြင်းနဲ့မိန်းကလေးတွေဝိုင်းနေတာပါဒီလိုရှင်ဝါကြီးမားတဲ့နေရွှေသေးအောင်ဟာကလေးတယောက်မိဖြစ်တဲ့သူ့ရဲ့သမီးဖြစ်သူကိုလဲစားသွားပြီးသမီးဖြစ်သူဒုက္ခရောက်မှစိုးရိမ်နေတာဖြစ်တယ်လို့အဲ့လိုတိုင်ဝိုင်းကြီးနဲ့ပတ်သက်ရတာကိုလေးရှင်းနေကြတာပါသမီးဖြစ်သူအနေနဲ့ကလေးတယောက်ရဲ့မိခင်ဖြစ်နေသည့်တိုင်တစရိုးလုတ်တဲ့ညင်လေးရှိနေတယ်လို့အတွေးခေါ်သိရင်မချက်သေးဘူးလို့ထင်တာကြောင့်လင်မိုးကသဘောမတူနိုင်ဖြစ်နေရပါသူအနေနဲ့တော့သမီးဖြစ်သူကိုနောက်ထပ်အိမ်တော်မပြုစေခြင်းပဲပညာရေးဘက်ကိုဆက်လက်စူးစမ်းစေခြင်းပြီးညီကိုသေးချာချာထင်းထင်းဆောက်ရှောက်ပေးနိုင်တဲ့မိဘကောင်းတရားဖြစ်စေခြင်းနေရပါနေရွှေသေးအောင်တည်းမဟုတ်ဘဲအခြားဘသူတွေမှအိမ်တော်ထပ်ပြုစေခြင်းပဲကိုဘွားကိုတိုးတက်အောင်စူးစမ်းစေခြင်းနာဖြစ်ပါရီဒီလိုဖြစ်စေချင်တာကနည်းနည်းတော့အတ္တဆံမိမိကိုရိုင်းကရောသမီးဖြစ်သူကပါလူသိများထင်ရှားသူတွေဖြစ်တာကြောင့်အားပေးသူပရိသတ်တွေရောပတ်ဝန်းကျင်တိုင်းဝိုင်းမှာပါနောက်ထပ်အမားတွေထက်ပြမှာစိုးရင်နေတာဖြစ်ပါရီလိမ္မောကတော့ဖခင်ကောင်းပြီးသားစွာနဲ့သမီးဖြစ်သူပေါ်မှာကာခွဲပေးပြီးအမားတွေထက်မပြစ်အောင်စူးစမ်းနေပေမယ့်သမီးဖြစ်သူရုံးရင်လိမ္မောကတော့အရှင်ကဖြစ်ခဲ့တဲ့အိမ်နောက်ရေးကိစ္စတွေပေါ်မှာတင်ငယ်စာယူဖို့မရပဲနောက်ထပ်ချစ်တဲ့ဘဝအသစ်ကိုစဖို့လုပ်နေကြတာပါအခုလိုမျိုးသမီးဖြစ်သူကိုနေရှိသေးအောင်နဲ့သဘောမတူနိုင်ကြောင်းထုတ်ပြောလာတဲ့ဖခင်ဖြစ်သူလေးမို့ပေါ်မှာပရိသတ်ကြီးရောဘလိုမျိုးထင်မိပါသလဲရှင်ဗီဒီယိုလေးကိုစုံဒီကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံကြရအောင်ပါပရိသတ်အားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်